ပြီးခဲ့တဲ့အပိုင်းမှာဇူထိုဘီယာမျိုးကြီးဟာကြောက်ရွံ့မှုတွေကြောင့်နှစ်ချမ်းကွဲသွားခဲ့ပါပြီဂျူဒီဟာလည်းသူမရဲ့ရဲအရာရှိလောက်ကနေနှုတ်ထွက်ပြီးတော့ရွာကိုပြန်သွားခဲ့ပါတယ်ဒါပေမဲ့ရွာမှာမထင်မှတ်ပဲသူမရဲ့ငယ်ငယ်တုန်းကရန်သူဖြစ်ခဲ့တဲ့ Guardian Grey နဲ့ပြန်ဆုံခဲ့ပါတယ်အဲ့ဒီအချိန်မှာ Guardian ကသူငယ်ငယ်တုန်းကလုပ်ခဲ့တဲ့အမားတွေအတွက်ဂျူဒီကိုတောင်းပန်ခဲ့ပါတယ်အဲ့နောက်ဂျူဒီဟာ Night Holler ဆိုတာဝင်ဘလူတွေမဟုတ်ဘဲနဲ့ဘန်းမျိုးစားတစ်မျိုးဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်အဲ့ဒီဘန်းတွေကတလိမ့်ဆန်တွေကိုရိုင်းဆိုင်သွားစေတဲ့အစိတ်တောက်တွေပါဂျူဒီဟာသူမမှားခဲ့တာကိုချက်ချင်းသိလိုက်ပြီးတော့ဇူတိုဘီယာကိုအပြေးလွှတ်ပြန်လာခဲ့ပါတယ်ဇူတိုဘီယာကိုရောက်တဲ့အချိန်မှာသူမပထမဆုံးလောက်ရမှာကတော့ Nick ကိုရှာဖို့ပါပဲဂျူဒီဟာ Nick ကိုတရားအောင်မှရှာတွေ့ခဲ့ပါတယ်သူမဟာမြေရည်တွေနဲ့အတူသူ့ရဲ့အမကိုဝန်ခံခဲ့ပါတယ်ငါကရှုံအမိုက်မာလေးပါပဲလို့ပြောရင်တောင်းပန်ခဲ့တဲ့ဆံဝင်ကန်ဟာဒီဇလန်ရဲ့စိတ်မကောင်းစရာအကောင်းဆုံးနဲ့နှွေးထွေးဆုံးချိန်ပါပဲ Nick ကဂျူဒီကိုခွင့်လွှတ်ပေးခဲ့ပြီးတော့သူတို့နှစ်ယောက်ပြန်လည်ပူးပေါင်းခဲ့ကြပါတယ်အခုတော့တကယ်လက်သေးတရက်ခန့်ကိုရှာဖို့အချိန်တန်ပါပြီသူတို့ဟာအစားအနာတွေကိုလိုက်ရှာရင်နဲ့မြေအောက်ရထားရဲဟောင်းတစ်ခုတွေကလှုပ်ဝက်တက်ခဲကန်တစ်ခုကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒီမှာတိုးထီတွေက Night Holler ပန်းတွေကိုတုံးပြီးတော့တားရဲတွေကို savage ဖြစ်အောင်လုပ်မဲ့အပြာရောင်တနက်ကြီးစံတွေထုတ်လုပ်နေတာကိုတွေ့လိုက်ရပါတယ်သူတို့ဟာတက်တဲ့အထောက်အထားတွေဖြစ်တဲ့ရထားတွဲကြီးကိုမောင်းထွက်ပြီးတော့ရဲစခန်းကိုရှူသွားဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီနေရာမှာတော့ရထားဘော်က action ကန်ကြီးနဲ့အကျူရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါရထားပေါက်ကွဲသွားပေမဲ့ဂျူဒီတို့မှာတက်တဲ့ကြီးစံတက်နဲ့ကြန့်ရှိနေပါတယ်အဲ့ဒီအချိန်မှာပဲလက်ထောက်မျိုးတော်ဝန်ဘဲဝဲတိုင်းရှောင်းလာပြီးတော့ကူညီမလို့နဲ့တနက်ကိုတောင်းခဲ့ပါတယ်ဒါပေမဲ့အမှန်တရားကပေါ်ပေါက်လာပါပြီဘဲဝဲသားဟာအပြစ်ကင်းတဲ့သိုးမလေးမဟုတ်ဘဲနဲ့တားကောင်တွေကမျိုးကိုအုပ်စိုးနိုင်ဖို့တားရဲတွေကို savage ဖြစ်အောင်လုပ်ခဲ့တဲ့တကယ်လက်တဲ့တရက်ခံပါပဲသူမက Nick ကိုအပြာရောင်ကြီးစံနဲ့ပြက်လာပြီးတော့ဂျူဒီကိုဂိုက်ခိုင်းပါတယ်ဂျူဒီတယောက်ကြောင်းလန့်တကြားနဲ့အော်ဟစ်နေပေမဲ့ခဏနေတော့ Nick ကပုံမှန်အတိုင်းပဲပြန်ဖြစ်သွားပါတယ်ဒါကသူတို့နှစ်ယောက်ရဲ့ပြန်လည်လှည့်စားမှုပါပဲလက်ပစ်ခံလိုက်ရတဲ့ကြီးစံကအစိတ်မဟုတ်ဘဲနဲ့ blueberry တွေဖြစ်နေတာပါဘဲဝဲသားရဲ့ဝန်ခံချက်အားလုံးကိုလည်းဂျူဒီကသူမရဲ့မုံလောင်ကလောင်တန်းနဲ့အတန်သွင်းထားနိုင်ခဲ့ပါတယ်ဘဲဝဲသားကိုဖမ်းဆီးပြီးခဲ့တဲ့နောက်မှာဇူတိုဘီယာမှာဈေးပြေတွေရရှိသွားခဲ့ပါတယ်။ Savage ဖြစ်နေတဲ့ဒလိမ့်ဆန်တွေလည်းပုံမှန်အတိုင်းပဲပြန်ဖြစ်လာခဲ့ကြပါတယ်။အကောင်းဆုံးသတင်းတစ်ခုကတော့ Nick White တယောက်ပထမဆုံးသောမြေကွေရဲ့အရာရှိဖြစ်လာခဲ့တာပါပဲ။အခုတော့ Judy နဲ့ Nick ဟာအကောင်းဆုံးပါတနာတွေဖြစ်သွားကြပါပြီ။ဒီဇလန်လေးကကလေးတွေအတွက်ရောလူကြီးတွေအတွက်ပါအရန်ကိုတန်ဖိုးရှိတဲ့သင်ခန်းစာတွေအများကြီးပါဝင်တာဖြစ်ပါတယ်။ဇလန်ထဲမှာဆိုရင်ဂျူဒီဟာသူမရဲ့အမကိုတည်တဲ့အခါမှာစင်ချင်မပေးဘဲနဲ့ချက်ချင်းပဲတောင်းပန်ခဲ့ပါတယ်။အမလုံးမိတာတဲ့အမကိုတည်ရနဲ့မပြင်းတာကပို့ပြီးတော့ကြောက်စရာကောင်းပါတယ်။ကလေးတို့ရောအမလုံးမိတဲ့အခါမှာစင်ချင်မပေးဘဲနဲ့ကိုယ့်ရဲ့အမကိုဝန်ခံပြီးတော့တောင်းပန်တတ်တဲ့အချင်းဟာတတိရှိရတကယ်ရောက်ပါတယ်။နောက်တစ်ခုကတော့လူတိုင်းဟာရုပ်ရည်နောက်ခံ background ဗီဇတွေမတူညီကြပေမဲ့တယောက်နဲ့တယောက်လေးစားကြမယ်ဆိုရင်ပို့ပြီးတော့လှပတဲ့လူပတ်ဝန်းကျင်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ Guardian Grey ဟာငယ်ငယ်ကဂျူရီကိုရန်လုပ်ခဲ့ပေမဲ့အခုတော့လူကောင်းတစ်ယောက်ဖြစ်နေပါပြီ။ Nick ကလည်းအရင်ကလိမ်လည်စားတောက်ခဲ့ပေမဲ့အခုတော့ဂုဏ်သိက္ခာရှိတဲ့ရဲအရာရှိဖြစ်လာပါတယ်။လူတိုင်းဟာပြောင်းလဲတိုးတက်နိုင်တဲ့အခွင့်အရေးတွေရှိပါတယ်။ဒါကြောင့်သူတစ်ပါးရဲ့အတိတ်ကိုကြည့်ပြီးတော့အမြဲတမ်းတစိမ့်မကတ်တင်ပါဘူး။ပြီးတော့ဇလန်ထဲမှာဆိုရင်ဘဲဝဲသားဟာမြို့သူမြို့သားတွေရဲ့ကြောက်စိတ်ကိုအသုံးချပြီးတော့အခွင့်အရေးရအောင်မြို့ကိုလှမ်းမိုးနိုင်အောင်ထိန်းချုပ်နိုင်အောင်ကြိုးစားခဲ့တာပါ။တစုံတစ်ယောက်ကိုကြောက်လာအောင်မုန်းလာအောင်ဘေးကနေတွေးထိုးပေးနေတဲ့အရာတွေကိုမျက်စိမယုံကြည်ဘဲနဲ့ကိုယ်ပိုင်ဉာဏ်နဲ့စိတ်ရည်လုံးတရားရှိဖို့လိုအပ်ပါတယ်။ဒီဇက်ကားရဲ့ theme song ဖြစ်တဲ့ Try Everything အတိုင်းပါပဲ။ကြာရှုံးမှုတွေရှိနိုင်ပေမဲ့ဂျူဒီတယောက်အရှုံးမပေးဘဲနဲ့ဆက်လက်ကြိုးစားနေခဲ့ပါတယ်။ကလေးတို့ရော perfect ဖြစ်ဖို့အတွက်အရာကိုအမြဲတမ်းကြိုးစားနေဖို့ keep trying ဖြစ်နေဖို့ကပိုပြီးတော့အရေးကြီးပါတယ်။ကဲကလေးတို့ရေဒီဇလန်လေးကတော့ပြီးသွားပါပြီ။ဒီဇလန်လေးကဂျူဒီနဲ့ net တို့စီကနေပြီးတော့ရှားလိုက်တဲ့အကြီးမားဆုံးသင်ခန်းစာတစ်ခုကတော့တယောက်နဲ့တယောက်
နားလည်ပေးဖို့ကြိုးစားကြမှာပဲကလေးတို့ရဲ့နေ့စဉ်ဘဝမှာလည်းမတူညီတဲ့အရာတွေကိုလက်ခံပြီးတော့အချင်းချင်းကူညီကြမယ်ဆိုရင်ဇူတိုပီးယားတက်ပို့ပြီးတော့လှပတဲ့ကမ္ဘာကြီးဖြစ်လာအောင်ပါနောက်ထပ်ဘယ်စကားကို recap လုပ်ပေးရမလဲဆိုတာကို comment မှာပြောခဲ့ပေးပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်